မအားဘဲနဲ့လူတိုင်းနေ့စဉ်လုပ်ယူနိုင်တဲ့တရားစွမ်းအား၅မျိုးလူဘဝမှာပစ္စည်းစွမ်းအားတကူတာမက်ကတရားစွမ်းအားတကူပါပြည့်စုံမှဘတ်စုံတကူရှင်ဖြစ်လာမယ်တတိယအရွယ်မှာတရားရှာရမယ်လို့ပုံသေးသတ်မှတ်ထားလို့မကစ်ပါဘူးတရားအလုပ်ဟာနောက်ကိုပို့ရမယ်အလိုမျိုးမဟုတ်ပါဘူးတိတက်တဲ့အရွယ်လုံနိုင်တဲ့အချိန်ကစသည်လုပ်ရမယ်အလိုမျိုးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တတိယအရွယ်ထိအောင်နေရမယ်လို့ဘယ်သူမှတာဝန်မယူနိုင်တာကြောင့်ပဲ။ပြီးတော့စိတ်ညစ်စရာပူလောင်စရာလောကဓာတ်တွေဆိုတာတတိယအရွယ်ရောက်မှတွေ့ရတာမျိုးမဟုတ်ဘူး။ပထမအရွယ်ဒုတိယအရွယ်မှာလည်းတွေ့ရတတ်တာပဲ။ငယ်ငယ်ကစတရားစွမ်းအားကိုအစဉ်တင်စုဆောင်းလေ့ကျင့်ထားမှသာကျန်းမာရေးစီးပွားရေးအိမ်ထောင်ရေးလူမှုရေးပညာရေးကိစ္စတွေမှာတန်ရှင်းကြည်လင်ပြီးအရေးအသွေးတောက်ပြောင်လာလိမ့်မယ်ဘဝအမြင်ရှင်းပြီးငြိမ်းချမ်းသာယာစွာနေထိုင်တတ်လိမ့်မယ်ခံနိုင်ရည်ရှိလာလိမ့်မယ်တရားအလုပ်ဆိုတာအားတဲ့လူပစ္စည်းပေါ်တဲ့လူတွေရဲ့အလုပ်လို့သတ်မှတ်ထားတာမဟုတ်ဘူးအဲ့ဒီလိုလဲမယူဆရဘူးအပူဒုက္ခကြောက်သူငြိမ်းအေးချမ်းသာခြင်းသူအလုံးတို့ရဲ့အလုပ်သာဖြစ်တယ်မအားပေမဲ့ပစ္စည်းမပေါ်ပေမဲ့တက်တာပညာတတိအားကောင်းသူတိုင်းလုံနိုင်ပါတယ်မအားဘဲနဲ့လူတိုင်းနေ့စဉ်လုပ်ယူနိုင်တဲ့တရားစွမ်းအား၅မျိုးကိုဝေလာမတုံမှာတရားရှင်ဟောကြားထားပါတယ်နံပါတ်1ဒါနနံပါတ်2တရဏဂုံနံပါတ်3ငါးပါးသီလနံပါတ်4မေတ္တာနံပါတ်5အနိစ္စ ानु ပတ္တနာအဲ့ဒီ၅မျိုးပါပဲအဲ့ဒီ၅မျိုးဟာတစ်မျိုးထက်တစ်မျိုးအစဉ်စဉ်အကျိုးကြီးမားသွားပုံကိုလည်းဖော်ပြတယ်ဒါနလုပ်တဲ့အခါနောက်၄မျိုးတွဲဖက်ပေးမှာဒါနအကျိုးတကူတွေပိုပြီးကြီးမားသွားနိုင်ပုံကိုလည်းညွှန်ပြတယ်မအားဘဲနဲ့နေ့စဉ်လုပ်ယူနိုင်တဲ့အပေါ်ပါဆုံးလမ်းစဉ်၅ချက်ကိုလည်းဖော်ပြတယ်တက်တာပညာတတိအားကောင်းသူတွေအတွက်ဘာမှမခက်ခဲပါဘူးတာဝန်လည်းမလေးပါဘူးစွမ်းအားတကူကောင်းကျိုးကလည်းအလွန်ကြီးမားပါတယ်တရားကိုတရားလိုစိတ်ဝင်စားသူတွေအတွက်တရားကလည်းတရားလိုသစ္စာရှိပါတယ်ဓမ္မမိတ်ဆွေများရှင်ယခုကျွန်မပြန်လည်မျှဝေပေးလိုက်တဲ့တရားဓမ္မမှတ်စုကောင်းစဉ်လေးကတော့မအားဘဲနဲ့လူတိုင်းနေ့စဉ်လုပ်ယူနိုင်တဲ့တရားစွမ်းအား၅မျိုးပဲဖြစ်ပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းတစ်မျိုးချင်းစီအကြောင်းကိုဆက်လက်တင်ပြပေးသွားပါမယ်ရှင်။ဓမ္မမိတ်ဆွေများအားလုံးနဲ့တကွ30ပုံသားတတဝါအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းကျမတို့ပေးဖူးလိုက်ချင်တယ်မှဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။